လီဖုန်းတွေကွဲနေပြီကွန်ပျူတာတွေအက်နေပြီအဲ့ဒါနဲ့ကျွန်တော်တို့တော်လှန်ရေးလုပ်နေတာဖြစ်ပါတယ်လို့ခက်တာကျွန်တော်တော်လှန်ရေးကာလဖြစ်တော့တချို့ကိစ္စတွေမှာကျွန်တော်တီးတီးကြားကြားကြီးကင်ပြီးအေးယူဖို့ခက်နေခဲ့နေတာပေါ့အဲ့ဒါကိုခုပို့ပြီးတော့တီးတီးကြားကြားဖြစ်အောင်စောစောကပြောတယ်ကျွန်တော်ရှေ့မှာလည်းပြောခဲ့တယ်ယာဒူးဝင်အဖွဲ့လိုဟာမျိုးကျွန်တော်တို့ရှိအောင်အခုကျွန်တော်တို့ဒါ reform မှာစူးစမ်းနေတာဖြစ်ပါတယ်ဝန်ထမ်းစီမင်းစည်းကမ်းတွေတကယ်တော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒီနေ့တော်လှန်ရေးမှာပညာရေးတို့ကျန်းမာရေးတို့ကကျွန်တော်ဝန်ထမ်းတွေပေါ့ဗျာ NUG ရဲ့ဝန်ထမ်းတွေကိုကျွန်တော်ဒီစကားပြောရမှာအရန်ကိုအားနာတယ်နော်လစာချောင်းပြောရမှာအားနာတယ်ဝင်ကြီးကနေစပြီးအောက်ခြေအထိနော်ဒီတာဝန်ယူနေတဲ့သူတွေတစ်လ9000နဲ့ဒီအလုပ်ကိုလုပ်နေကြတာအားလုံးအသိပဲဖြစ်ပါတယ်နော်လစာချောင်း NUG ပြောဖို့အတော်ခက်တယ်နော်ကျွန်တော်တို့ကဒီနေ့လက်နက်ကင်တော်လှန်ရေးကိုအားကောင်းအောင်လုပ်နေလို့ကျွန်တော်တို့ဝင်ကြီးဌာနတချို့ဆိုရင်ရန်ပုံငွေမတောင်းတာတော့ကြာပြီမရတာမတောင်းတာတော့ကြာပြီဆိုတာဒီထဲက CDN တွေသိပါတယ်နော်အဲ့ဒါကြောင့်ဒါပေမဲ့ဒါကိုအခုချိန်မှာတော့ဒါကြောင့်လဲကျွန်တော်တို့အခုရန်ပုံငွေအားကောင်းအောင်ကြိုးစားနေရတဲ့နီလန်းတွေအများကြီးရှိပါနော်ကြိုးစားနေတယ်ဒီ reform မှာကြိုးစားအားလုံးသိပဲကျွန်တော်တို့ဝင်ငွေပဲရနေတယ်နော်အဲ့ဒီဝင်ငွေကိုထွက်ငွေခုနမျှတအောင်ကျွန်တော်တို့သုံးစွဲဖို့ ਨੇ တော်လှန်ရေးအောင်မြင်ဖို့အားစိုက်နေရတဲ့အချိန်လစာကြောင့်ပြောဖို့ကတော့အတော်ခက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအချိန်မှာတော့စဉ်းစားဖို့လိုပြီဆိုပြီးကျွန်တော်စဉ်းစားနေကြတာဖြစ်တယ်ဆရာတို့သိကျင်လဲသိမယ်သိကျင်မှသိမယ်ကျွန်တော်တို့မြေပြင်မှာရှိနေတဲ့အခုမြေပြင်ရောက်နေတဲ့နော်ဒါအလားတူပါပဲဘယ်မှာပဲဖြစ်ဖြစ်ရှိနေတဲ့ဝင်ကြီးတွေကားရှိသလားကိုယ်ပိုင်စီးဖို့ကားရှိသလားနေစရာတိုက်ရှိလား NUG ဝင်ကြီးဘယ်ဝင်ကြီးဖြစ်ဖြစ်မေးကြည့်ပါလစာဆိုတာဝေးရောတော်လှန်ရေးလုပ်နေတာကျွန်တော်တို့ဒါကြောင့်ဒီကိစ္စအရန်ခက်ခဲတယ်ဒါပေမဲ့ကျွန်တော်တို့အခုကျူးစားဒါအပြင်ကျွန်တော်ခုနကပြောပြီးပြီအဝိအစားတော့ကျွန်တော်တို့လဲမဝင်နိုင်ဝယ်ဖို့ဆိုတာကျွန်တော်တို့အတော်ကိုစဉ်းစားပြီးမှစဉ်းစားပြီးဝယ်ရတာဖြစ်ပါမရှိပါဘူးတယ်လီဖုန်းတွေကွဲနေပြီကွန်ပျူတာတွေအက်နေပြီအဲ့ဒါနဲ့ကျွန်တော်တို့တော်လှန်ရေးလုပ်နေတာဖြစ်ပါတယ်လို့ဒီလောက်ဆိုသိပါလိမ့်မယ်နောက်စည်ရင်းစစ်ချုပ်နဲ့ပတ်သက်ရင်အခုချိန်မှာကျွန်တော်စည်ရင်းစစ်ချုပ်ရုံးတာဝန်ယူနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့စည်ရင်းစစ်ချုပ်ရုံးရှိတယ်ဝန်ထမ်းတွေရှိတယ်စည်ရင်းစစ်တာတွေစည်ရင်းထားတူမှုတွေကျွန်တော်တို့လုပ်နေတာတွေရှိတယ်အခုဆိုရင်ဒီထက်ပိုပြီးစနစ်ကြအောင်ကျွန်တော်စူးစမ်းနေစည်ရင်းစစ်ချုပ်ကျွန်တော်တို့မရှိသေးပေမဲ့ကျွန်တော်အခုစည်ရင်းစစ်ချုပ်ရုံးကိုတာဝန်ယူပြီးအလုပ်လုပ်နေပါတယ်လို့ကျေးဇူးပါ